ကိန်းလားကနန်းလားကိန်းကနန်းလားကိန်းကနန်းတွေဆိုပြီးကျွန်တော်တို့သုံးလေးရှိပါတယ်ကိန်းကနန်းဆိုတာ1လား2လား12လားအနှုတ်12လား1.2လား12နှစ်ထပ်ကိန်းရင်လားဒါမှမဟုတ်နှစ်ပိုင်းတစ်ပိုင်းလားအကုန်လုံးကိုပဲကိန်းကနန်းလို့ပြောနေတာအတိအကျမှန်သလားသိတယ်လို့မသိတယ်လို့ဖြစ်နေเนาะဆက်ကြည့်လိုက်ဖို့တိုက်တွန်းကြပါတယ်ဗျကနန်းဆိုတာကိန်းတစ်ခုဖြစ်လာဖို့အသုံးပြုရတဲ့ကိုယ်စားပြုသင်္ကေတလေးတွေဖြစ်ပါတယ်စံအနေနဲ့လက်ရှိအသုံးပြုတဲ့အခြေ30စနစ်မှာတော့ကိန်းတွေကို1 2 3 4 5 6 9 8 9နဲ့3ညဆိုတဲ့ကဏ္ဍသင်္ကေတ10မျိုးနဲ့အခြေခံဖွဲ့စည်းထားတာဖြစ်ပြီးကိန်းတစ်ခုကိုတစ်လုံးသို့မဟုတ်တစ်လုံးထက်ပိုသောကဏ္ဍတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်အပြန်အလှန်အနေနဲ့ကတော့ကိန်းတွေကိုဖော်ပြဖို့ဖွဲ့စည်းထားတဲ့1 2 3နဲ့4စတဲ့တစ်ခုချင်းစီကိုကဏ္ဍလို့ခေါ်တာဖြစ်ပြီးEnglish လို့ digit လို့သုံးလုံးကြပါတယ်ဒီလိုဆိုတော့ခုတန်မိုးသာရှိတဲ့တစ်လုံးထဲပါတော့ကိန်းဆိုတာကလည်းရှိနေမှာပဲဖြစ်ပါတယ်တခါကဏ္ဍတွက်ဆက်တွေဝယ်တဲ့အခါသုံးတဲ့အခါမှာကဏ္ဍ10လုံးအထိ10လုံးအထိဒါမှမဟုတ်12လုံးအထိစသဖြင့်ဖော်ပြပေးနိုင်ကြောင်းကို8 digits 10 digits 12 digits စသဖြင့်သုံးလုံးပြောဆိုကြတာမျိုးကိုလည်းကြုံဘူးကြားဘူးကြမှာထင်ပါတယ်ဒီနေရာမှာတော့ကဏ္ဍအလုံးပေါင်းအရေအတွက်ကိုဖော်ပြဖို့အတွက် digit ကိုသုံးဆွဲတာဖြစ်ပါတယ်ကိန်းဆိုတာကိုကဏ္ဍသင်္ကေတတွေနဲ့ဖွဲ့စည်းထားတယ်လို့ပြောခဲ့ပြီးတဲ့အတိုင်းဆိုရင်123ဆိုတဲ့ကိန်းဟာ1 2နဲ့3ဆိုတဲ့ကဏ္ဍ3လုံးနဲ့ဖွဲ့စည်းထားတာဖြစ်တာမို့ကဏ္ဍတွေကိုနေရာလိုက်တန်ဖိုးတွေအရစီစဉ်ထားလိုက်ရင်ကိန်းဖြစ်လာတယ်လို့လည်းဆိုနိုင်ပါတယ်တကယ်တော့သင်္ချာသဘောအရရေးတွက်ရမှာတွက်ချက်ရမှာတိုင်းတာရမှာဒါမှမဟုတ်တန်ဖိုးသတ်မှတ်ချက်တွေပြုလုပ်တဲ့အခါမှာအသုံးပြုကြတဲ့ရှေ့ကရွတ်ခတ်သမျှဖော်ပြချက်တွေအားလုံးကိုကိန်း English လို့ number လို့သုံးနှုန်းကြပါတယ်သင်္ချာတွက်ချက်မှုတွေမှာတော့ရှေ့ကိန်းနောက်ကိန်းသမတ်ကိန်းအပေါင်းကိန်းအနှုတ်ကိန်းအပိုင်းကိန်းစသဖြင့်သုံးနှုန်းနေကြတာကိုလည်းတွေ့ရပါတယ်အချို့နေရာနဲ့အခြေအနေတွေမှာတော့ကိန်းနဲ့ကဏ္ဍဆိုတာကိုပေါင်းယုံပြီးကျွန်တော်တို့ကကိန်းကဏ္ဍတွေလို့လည်းခြုံငုံသုံးနှုန်းလေးရှိကြပါတယ်ဒါနဲ့ပဲကိန်းနဲ့ကဏ္ဍကကျွန်တော်တို့စိတ်ထဲမကွဲပြားတော့သလိုဖြစ်လာခဲ့တာပါပဲကိန်းကိုရောကဏ္ဍကိုပါရောပေါင်းပြီးပြောထားတော့ကိန်းကဏ္ဍဆိုတဲ့အသုံးတော့မှားတယ်လို့လည်းလုံးဝပြောလို့တော့မရနိုင်ပါဘူးကိန်းတွေကိုသဘာဝကိန်း natural number အပြည့်ကိန်း whole number အပိုင်းကိန်း fraction ကိန်းစစ် real number စသဖြင့်အသေးစိတ်ထပ်ပြီးခွဲခြမ်းစိတ်ဖြာလေ့လာစရာတွေအများကြီးကြံရှိနေပါသေးတယ်ခုလောက်ဆိုရင်တော့ကိန်းနဲ့ကဏ္ဍအတွက်ရှင်းသွားလောက်ပြီထင်ပါတယ်မြန်မာလိုရေးရင်ဖတ်ရင်ပြောဆိုကြရင်နဲ့ရောထွေဝေဝါလာတဲ့ဝေါ်ဝါဒတွေကိုတိတိကျကျရှင်းလင်းဖို့လိုအပ်လာတဲ့အခါခုလိုကိုယ်တိုင်ပြန်လေ့လာရတာဟာလည်းပြောစရာတစ်မျိုးကောင်းတယ်ဆိုတာလေးလမ်းကြုံမျှဝေလိုက်ပြစီဗျသင်္ချာနဲ့အပြင်းပြေခြင်းနဲ့ဆိုရင်